အဲ့ဒီအချိန်မှာပဲမိမတယောက်ကကြောက်မက်ဖွယ်အမှန်တရားတစ်ခုကိုချက်ချင်းသဘောပေါက်သွားပါတယ်။သူမရှိမှရှိနေတဲ့ယောက်ျား၃ယောက်ဟာလူမဟုတ်ပဲနတ်ဆိုးတွေဖြစ်နေကြတာပါ။ဝူကလည်းတစ်ချိန်တည်းမှာပဲအရာတစ်ခုမမှန်ဘူးဆိုတာခံစားမိသွားပါတယ်။အဲ့ဒီမိမဟာတကယ်တော့ပင့်ကူနတ်ဆိုးဖြစ်ပြီးဒီနေရာမှာရှိနေတဲ့မိမတွေအားလုံးလည်းကြောက်မက်ဖွယ်နတ်ဆိုးတွေဖြစ်နေကြပါတယ်။ဒါပေမဲ့ဘုန်းကြီးကတော့အဲ့ဒီအရာတွေကိုလုံးဝမမြင်နိုင်ပါဘူး။သူတို့ကိုလူကောင်းတွေထင်ပြီးစကားပြောနေခဲ့ပါတယ်။နတ်ဆိုးတွေကိုပုံစံအမှန်ပေါ်လာအောင်လုပ်ဖို့ဝူကောင်းကအမိမနာကိုရှောက်သွားပြီးသူ့ကိုနတ်ဆိုးပုံစံပေါ်လာအောင်လုပ်ပါတယ်။ဒါပေမဲ့ပင့်ကူနတ်ဆိုးကမတိကျင်အောင်ဆောင်ပြီးလက်မလုပ်ဖဲနေခဲ့ပါတယ်။အဲ့လိုမရတာနဲ့ဝူကောင်းကတန်ချောင်းလေးတစ်ချောင်းကိုဖန်တီးပြီးသူမရဲ့ခြေထောက်ကိုထိုးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲရုတ်တရက်ရှာဝူချင်းဝင်ရောက်လာပြီးဝူကောင်းရဲ့ခေါင်းကိုဓာတ်ရိုက်ထိုးလိုက်ပါတယ်။ဝူကောင်းကဒေါသထွက်ပြီးမင်းမလောက်တာလဲလို့မေးချိန်မှာရှာဝူချင်းကမင်းကလူတွေကိုထိုးခိုင်းခဲ့တာမဟုတ်ဘူးလားလို့ပြန်ပြောလိုက်ပါတယ်။ဝူကောင်းကစကားမထွက်နိုင်တော့ပဲနှစ်ယောက်အကြားအပြင်းထန်ရင်းခုန်ကြတော့ပါတယ်။ဒါကိုမြင်တဲ့ဘုန်းကြီးကသူတို့ကစားနေတာပဲလို့ထင်ပြီးအရင်ဆုံးသူတို့ကိုထွက်ခွာဖို့ပြောလိုက်ပါတယ်။ဝူကောင်းထွက်သွားခြင်းပဲပင့်ကူနတ်ဆိုးကချက်ချင်းပုံစံအမှန်ပေါ်လာပါတယ်။အဲ့ဒီအခါမှာဘုန်းကြီးကအံ့ဩသွားပြီးချက်ချင်းစိတ်ပြောင်းသွားပါတယ်။သူကဝူကောင်းကိုမြန်မြန်ပြန်လာပါလို့အော်ခေါ်လိုက်ပါတယ်။ဝူကောင်းကအကူညီမဲ့တယ်လို့ကြည့်ပေမဲ့ဒီလိုဖြစ်မယ်ဆိုတာသူကြိုတင်ခံမှန်းထားပြီးသားပါ။သူကလက်ကိုဆန့်ထုတ်ပြီးပြေးဝင်လာကကူညီလိုက်ပါတယ်။ဒါကိုမြင်တဲ့ပင့်ကူနတ်ဆိုးတွေကဘုန်းကြီးကိုချုပ်ထားဖို့ပင့်ကူကြီးတွေကိုပို့ပြီးထုတ်လွှတ်လိုက်ကြပါတယ်။အခြေအနေပို့ပြီးအန္တရာယ်ကြီးလာချိန်မှာဝူကောင်းကအားကုန်တုံးပြီးဘုန်းကြီးကိုပြန်ဆွဲယူလိုက်ပါတယ်။ပြီးတော့ပင့်ကူကြီးရဲ့ပြန်လည်အားကိုအသုံးချပြီးဘုန်းကြီးကိုလေထဲကိုပစ်တင်လိုက်ပါတယ်။နောက်ဆက်တွဲမှာဘာတွေဆက်ဖြစ်လာမလဲဆိုတာသိချင်ရင်လိုက်လုပ်ပြီးဖော်လို့လုပ်ထားဖို့မမေ့နဲ့နော်။